အားလုံးပဲမင်္ဂလာပါ Star Information Technology ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ပေါ့နော်အဲ့တော့ကျွန်တော်ကဒီ IT နဲ့ပတ်သက်ပြီး training တွေကိုကျွန်တော်စပြီးတော့ series လိုက်ကျွန်တော်ရိုက်ဖို့တော့စီစဉ်ထားတယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့အဲ့ training မှာကျတော့ကျွန်တော်တို့ဘယ်ဟာကိုသွားပေးမလဲဆိုရင် CompTIA Network Plus ကိုကျွန်တော်အနေနဲ့ training လေးအနေနဲ့စပြီးတော့video by video ပေါ့နော်ကျွန်တော်အနေနဲ့တင်ပေးဖို့အစီအစဉ်ရှိပါတယ်ပေါ့နော်အဲ့တော့ video တစ်ပုဒ်ကိုအနည်းဆုံးကျွန်တော်15မိနစ်ပေါ့နော်15မိနစ်အနည်းဆုံးကျွန်တော်အနေနဲ့လုပ်ထားပေးဖို့စီစဉ်ထားပါတယ်အဲ့တော့အဲ့ထဲမှာကျတော့ကျွန်တော်တို့ဘာပါမလဲဆိုရင် Mike Myers ကရေးထားတယ်ပေါ့နော်သူ့ရဲ့ဒီ CompTIA Network Plus စာအုပ်ထဲကနေမှဆက်လိုအပ်တဲ့ point လေးတွေကိုကျွန်တော်အနေနဲ့ notes ထုတ်ပြီးတော့ပြန်ပြီးတော့မျှဝေပေးခြင်းဖြစ်ပါတယ်ပေါ့နော်အဲ့တော့ CompTIA Network Plus ကကျတော့ကျွန်တော်တို့အနေနဲ့ဘယ်လိုလူတွေတည်တင်လဲဆိုရင် network ကိုစပြီးတော့လေ့လာနေတဲ့သူပေါ့နော်အဲ့တော့အဓိကတော့ network ကိုစပြီးလေ့လာနေတဲ့ဒီ training ယူနေတဲ့သူပဲဖြစ်ဖြစ်ပေါ့နော်ဘယ်သူမဆိုပေါ့နော်network ကိုအခုမှစပြီးတော့လုပ်ချင်တယ် try ညင်တယ်ဆိုရင်တော့ဒီ CompTIA Network Plus ကဟာတော့လုံးဝအသေးစိတ် detail ကြတယ်ပေါ့နော်အဲ့တော့ကျွန်တော်ကဒီမှာပြောပြပေးမယ့်အကြောင်းအရာတွေကတော့ဒီ CompTIA Network Plus ထဲမှာပါတဲ့ topics လေးတွေကို short to the point လေးတွေကျွန်တော်ပြောပြမယ်အကုန်လုံးကြီးတော့အကုန်လုံးနားလည်ဖို့ဆိုရင်တော့အချိန်ကတော့အများကြီးပေးရတယ်ပေါ့နော်ဒါပေမဲ့ကျွန်တော်က video by video ကျွန်တော်တို့လုပ်ပြီးမှဖြစ်တဲ့အတွက်လိုအပ်တဲ့ point လေးတွေကိုကျွန်တော်သိအောင်တော့ပြောပြပေးမယ်အဲ့တော့ဒီ video လေးတွေကိုseries လိုက်ပေါ့နော်ကျွန်တော်အနေနဲ့ထုတ်ပေးဖို့လည်းအစီအစဉ်ရှိပါတယ်ဆက်ပြီးတော့လုပ်ဖို့လည်းအစီအစဉ်ရှိပါတယ်ပေါ့နော်အဲ့တော့လေ့လာနေတဲ့သူတွေအားလုံးကျွန်တော်နဲ့အတူတူဒီ video လေးကနေမှတစ်ဆက်ပညာတွေအများကြီးရမယ်လို့လည်းကျွန်တော်အနေနဲ့မျှော်လင့်ပါတယ်ပေါ့နော်အဲ့တော့ပထမဆုံးအနေနဲ့ကျွန်တော်တို့ကဘယ်ဟာကိုသွားမလဲဆိုရင် network models ပေါ့နော် chapter 1ပေါ့နော်အဲ့တော့ chapter 1 network model ဆိုပြီးတော့သူကပြောတယ်ဆိုတော့ပထမဆုံးအနေနဲ့ network model ကိုမသိခင်မှာကျွန်တော်တို့ network ဆိုတာဘာလဲပေါ့နော်အဲ့တော့အဲ့ဒါကိုကျွန်တော်တို့စပြီးတော့သိဖို့လိုတယ်ပေါ့နော်အဲ့တော့ network ဆိုတာကကျတော့ဘာလဲဆိုရင် host တွေပေါ့နော် host တွေအများကြီးကိုသူကချိန်ထားတာအဲ့တော့ host ဆိုတာဘာလဲလို့ပြောမယ်ဆိုရင်အဲ့ထက်မှာဘာတွေပါမလဲဆိုရင် computer တွေ printer တွေနော် network device တွေနော် server တွေအဲ့ဒါတွေအကုန်လုံးကျွန်တော်တို့ပါမယ်ပေါ့နော်အဲ့တော့အဲ့ဒီ computer တွေ server တွေကဘာလုပ်ပြီးလဲဆိုရင် sharing resource ပေါ့နော်တစ်ခုနဲ့တစ်ခုဘာလုပ်ပြီးလဲဆိုရင် resource တွေကို sharing လုပ်ပြီးတယ်ဆိုပါစို့ဗျာserver ပေါ့နော် server ဆိုတာဘာလဲဆိုရင်ကျွန်တော်တို့ဒီ service တွေအများကြီးဒီအကုန်လုံး run လို့ရပါဆိုပါစို့ဗျာကျွန်တော်တို့ဒီ IP ပေးတဲ့ service လိုမျိုးပေါ့နော်အဲ့တော့သူကနေမှတစ်ဆင့် IP ပေးတဲ့ service ကို run ထားတယ်ဆိုရင် computer တွေကနေမှတစ်ဆင့်ဘာရမလဲဆိုရင် IP တွေရနိုင်တယ်ပေါ့နော်အဲ့တော့ဒါကတော့ဘယ်လိုခေါ်မလဲဆိုရင် sharing resource ပဲပေါ့နော်အဲ့တော့ resource တွေ share ပြီးနောက်တစ်ခုကကျတော့အလွယ်ဆုံးပြောမယ်ဆိုရင်ကျွန်တော်တို့ peer to peer network လိုမျိုးပေါ့နော်အဲ့တော့တစ်ဖက် computer ကနေမှတစ်ဆင့်တစ်ဖက်ကို data ပေးမယ်အဲ့ဒီလိုမျိုးပေးတယ်ဆိုရင်အဲ့ဒါက network တစ်ခုပဲပေါ့နော်အဲ့တော့ထပ်ပြီးတော့မြင်အောင်ကျွန်တော်အနေနဲ့ပြောရမယ်ဆိုရင်ဒီမိတ်တူဆိုင်ဆိုပါစို့ပေါ့နော်အဲ့တော့မိတ်တူဆိုင်မှာကွန်ပျူတာတွေ printer တွေရှိတယ်ပေါ့နော် copier တွေရှိတယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ဆိုပါစို့မိတ်တူဆိုင်ရောက်သွားပြီဆိုရင်ကွန်ပျူတာအနည်းဆုံးတော့ကျွန်တော်တို့3လုံးက4လုံးထိရှိမယ်ပေါ့နော်အဲ့တော့လူတယောက်ကလာပြီးတော့စာစီစာရိုက်ပေးတယ်အဲ့တော့စာစီစာရိုက်ပေးတဲ့အတွက်ကွန်ပျူတာတစ်ခုမှသူကရိုက်တယ်ပေါ့နော်အဲ့တော့ရိုက်ပြီးတော့ဒီကွန်ပျူတာကနေမှတစ်ဆင့် print line ထုတ်ချင်တယ်ဆိုရင်အရင်တော့ကျွန်တော်တို့ဘာဖြစ်လဲဆိုရင်ဒီ printer ကနေမှတစ်ဆင့်သွားဖို့ printer ကိုရောက်ဖို့အတွက်ပေါ့နော်ကိုယ့်ရဲ့ဆက်ကနေမှတစ်ဆင့် data တွေအကုန်လုံးယူပြီးတော့ printer ကိုသွားပြီးရင်ဒီ USB ပေါ့နဲ့ကျွန်တော်တို့ထိုးပြီးတော့ USB နဲ့ကျွန်တော်တို့ print ထုတ်ပေါ့နော်အဲ့တော့အဲ့လိုမျိုးလုပ်ခဲ့ရတယ်ပေါ့နော်နောက်ပိုင်းကျတော့အဲ့လိုမျိုးမရှိတော့ဘူးသူကဘယ်လိုလုပ်ဖလိုက်လဲဆိုရင်ဒီလူတယောက်ကထိုင်ရန်ကနေထားစရာမလိုပဲနဲ့တနေရာထဲကနေပဲ data တွေအကုန်လုံးမျှဝေပေးလို့ရအောင်လုပ်လို့ရအောင်ဆိုပြီးတော့သူကဘာပေါ်လာလဲဆိုရင် network ဆိုပြီးတော့ပေါ်လာတယ်ပေါ့နော်အဲ့တော့အခုနကျွန်တော်တို့ပြောတဲ့ဟာလေးကိုပြန်ဆက်မယ်ဆိုရင်ကွန်ပျူတာတစ်လုံးကနေမှတစ်ဆင့် print လမ်းထုတ်ချင်တယ်ဆိုရင်အဲ့လူကအဲ့ကွန်ပျူတာကနေထားစရာမလိုပဲနဲ့ printer လေးကိုရွေးပြီးတော့ print ထုတ်လိုက်ရုံပဲအဲ့တော့ဒါကလည်းပါလဲဆိုရင် sharing resource each other ပေါ့နော်အဲ့တော့နားလည်အောင်ပြောရမယ်ဆိုရင် network ဆိုတာကဘာလို့တာလဲဆိုရင်အလွယ်ဆုံးမှားရမယ်ဆိုရင် sharing resources ပေါ့နော်အဲ့တော့ resources တွေကိုသူကဘာလုပ်ပေးရလဲဆိုရင် sharing လုပ်တာဖြစ်ပါတယ်ပေါ့နော်အဲ့တော့အခုနကျွန်တော်တို့ပြောတဲ့ဟာအပိုင်းထဲမှာဆိုရင်ဘာထပ်ရှိလဲဆို server ပေါ့နော်အဲ့တော့ server နဲ့ client ဆိုတာကကျတော့ဘာလဲဆိုရင် server က
သူ့ရဲ့ resource တွေကို provide လုပ်ပေးတယ်ပေါ့နော်အဲ့တော့ resource တွေ provide လုပ်ပေးတယ်ဆိုတာက server မှာဆိုကျွန်တော်တို့ဘာတွေထပ်ရှိလဲဆို DHCP server တွေရှိတယ်ပြီးတော့ကျွန်တော်တို့ဒီ website တွေကိုကျွန်တော်တို့ sharing လုပ်လို့ရတယ် web server မျိုးစားရှိမယ်တခြားသော service တွေအများကြီးရှိတယ်ပေါ့နော်အဲ့ဒါတွေအကုန်လုံးကို server ကနေမှတစ်ဆင့်ဒီ resource တွေကို provide လုပ်ပေးတယ်အဲ့ဒီ provide လုပ်ပေးတဲ့ resource တွေကိုဘယ်သူကလှမ်းသုံးလဲဆိုရင် client တွေကလှမ်းပြီးတော့သုံးတယ်အဲ့တော့ server နဲ့ client ဆိုပြီးတော့ရှင်းမယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ပြောရမယ်ဆိုရင်ဒီဟာတွေအကုန်လုံးက network ပဲအဲ့တော့ network ဆိုတဲ့ဟာပေါ်ပေါက်လာတာဖြစ်တဲ့အတွက်ကျွန်တော်တို့ရဲ့ဒီ daily life မှာတော်တော်များများအဆင်ပြေသွားတယ်ပေါ့နော်တော်တော်လေးကိုအလုပ်ရှုပ်တာပါတယ်ကျွန်တော်တို့အခုလောလောဆယ်အသုံးပြုနေတဲ့ internet ဒီလေ network ရဲ့အကြီးစားဒီပုံစံဖြစ်တယ်ပေါ့နော်အဲ့တော့တစ်ခုနဲ့တစ်ခုကျွန်တော်တို့ resource တွေ sharing လုပ်လို့ရတယ်အသုံးပြုလို့ရတာဖြစ်တဲ့အတွက်ဒီဟာက network လို့ပြောလို့ရတယ်အဲ့တော့ internet မှာကျတော့ဘယ်လိုမျိုးကြီးresource တွေကို sharing လုပ်တာလဲပေါ့နော်အဲ့တော့ထပ်ပြောမယ်ဆိုရင်များကျွန်တော်တို့ Facebook လိုမျိုးပေါ့နော်အဲ့တော့ Facebook မှာတယောက်နဲ့တယောက်ကျွန်တော်တို့ဘာလုပ်လို့ရလဲဆိုရင်ဒီ Messenger ကနေမှတစ်စကားပြောလို့ရတယ် video chat ထိုင်လို့ရတယ်ပေါ့နော်အဲ့တော့ဒါလည်း resource sharing လုပ်တာပဲဟုတ်တယ်မလားကိုကနေမှတစ်ဒီ computer စီကိုရဲ့ laptop ကနေမှတစ် Messenger ထဲတော့ Messenger သွားပြီးတကယ်ချင်းတယောက်ကိုဓာတ်ပုံလေးတစ်ပုံပို့ခြင်းတယ်ဟုတ်တယ်နော်ဒါဆိုရင်လည်းဒါ resource sharing လုပ်တာပဲအဲ့တော့network ဆိုတာတော့ဒီလောက်ဆိုရင်တော့နားလည်မယ်လို့တော့ကျွန်တော်ထင်တယ်ပေါ့နော်အဲ့တော့ network ကိုကျွန်တော်တို့သိပြီဆိုရင်နောက်တစ်ခုအနေနဲ့ဒီ network ကို base ခံခဲ့တဲ့ဒီ open system interconnection ပေါ့နော် OSI 7 layer ကိုကျွန်တော်တို့သိဖို့လိုအပ်တယ်ပေါ့နော်အဲ့တော့ OSI 7 layer ဆိုတာကဘာလဲလို့ပြောရရင်အဓိကသူကဘာအတွက်သုံးတာလဲပေါ့နော်အဓိကသူသုံးခဲ့တဲ့ဟာကကြတော့ two main reason ပေါ့နော် reason နှစ်ခုအတွက်သုံးခဲ့တယ်ပထမတစ်ခုကတော့ troubleshooting เนาะ troubleshooting tool အတွက်သူကသုံးတယ်ပေါ့နော်အကယ်လို့ဆိုပါစို့ဗျာတနေရာမှာ error ဖြစ်သွားတယ်ပေါ့နော်ဆိုပါစို့ဒီကိုယ့်ရဲ့ဒီရုံးအတွင်းမှာ network တွေချိတ်ထားတဲ့အချိန်မှာ network computer တစ်ခုကနေမှ internet မရတော့ဘူးအဲ့တော့ internet မရတော့ဘူး network ကတော့ချိတ်ထားတယ်ဒါပေမဲ့ internet မရတော့ဘူးဒါဆိုရင်သူ့ကို troubleshoot လိုက်ဖို့အတွက်ဆိုရင်ဘယ်ကနေဘယ်လိုစလုပ်ရမလဲပေါ့နော်အဲ့တော့ကျွန်တော်တို့ OSI 7 layer ကိုသိရဆိုရင်ဘယ် layer မှာ error တက်လဲကိုကတစ်ဆင့်ပြီးတစ်ဆင့်ကျွန်တော်တို့ဒီ troubleshoot လိုက်လို့အဆင်ပြေတယ်ပေါ့နော်ပြီးတော့နောက်တစ်ခုကတော့ကျွန်တော်တို့ common language တွေပေါ့နော်အဲ့တော့ network professional တွေအနေနဲ့ကျွန်တော်တို့က network ရဲ့ function တွေသိဖို့လိုတယ်သူတို့က communication ဘယ်လိုလုပ်လဲဆိုတဲ့ဟာအပိုင်းကိုclearly ကျွန်တော်တို့သိဖို့လိုတယ်ပေါ့နော်အဲ့တော့အဓိကအချက်ကတော့ဒီ troubleshooting နဲ့ဒီ communicate လုပ်တဲ့အပိုင်းတွေကိုကျွန်တော်တို့သိဖို့အတွက် OSI 7 layer ကိုကျွန်တော်တို့အနေနဲ့စသိဖို့လိုအပ်တယ်ပေါ့နော် basic သမားတွေစပြီးတော့သိဖို့လိုအပ်တယ်ပေါ့နော်အဲ့တော့ဒီဟာတွေကိုကျွန်တော်တို့မပြောခင်မှာဒီ model ရဲ့ biography ပေါ့နော်အဲ့တော့ biography ကဘယ်ကနေမှတစ်ဆင့်ဒီဟာစဖြစ်လာလဲပေါ့နော်အဲ့တော့အများကြီးသူကဒီမှာစာရေးထားတယ်ပေါ့နော်အဲ့တော့လွယ်လွယ်လေးကျွန်တော်တို့ပြောရမယ်ဆိုရင် model ဆိုတာကကြတော့သူကဘာလဲဆိုရင်ဆိုပါစို့ဗျာfashion model တယောက်လုပ်တယ်ဆိုရင်သူကအဓိကတော့ဒီကိုယ့်ရဲ့ဒီဝတ်စားစီရင်မှုနဲ့ပတ်သက်ပြီးတော့ပေါ့နော်ဝတ်စားစီရင်မှုအပိုင်းနေပြီးတော့ဒါကဘယ်လိုမျိုးရှိတယ်ဆိုတဲ့ဟာကိုသူ့အနေနဲ့ပြသတာပေါ့နော်အဲ့တော့ဒီဟာတွေဆိုရင်ဘာဖြစ်လဲဆိုရင် model တယောက်ပေါ့နော်အဲ့တော့အဲ့ဒီ model ကိုပဲကိုကကြည့်ပြီးတော့ဘာဖြစ်လဲဆို okay तू ကဒီလိုမျိုးဝတ်တယ်ဆိုတော့ငါကလည်းအဲ့လိုမျိုးလေးဝတ်လိုက်ရင်ပိုပြီးအဆင်ပြေသွားမလားပေါ့နော်အဲ့တော့ကို့အနေနဲ့ပြန်ပြီးတော့ကွန့်ပြီးတော့ပြန်ပြီးတော့လောက်ကြတာရှိတယ်ပေါ့နော်အဲ့တော့ model ဆိုတာကကြာတော့ဘာလဲဆိုရင်ဒီအမျိုးအစားတစ်မျိုးပဲပေါ့နော် model တစ်ခုပဲပေါ့နော်ဘယ်လိုပြောရမလဲဆိုရင်ဒီလိုမျိုးရှိတယ်ပေါ့နော်အဲ့တော့ဒီဟာကကြတော့တကယ်ဒီလိုမျိုးစံပြအနေနဲ့တစ်ခုရှိတယ်ပေါ့နော်အဲ့ဒါကိုသူပြောချင်တာပေါ့နော်အဲ့တော့ကျွန်တော်တို့ဒီမှာဆိုရင်airplane ဒီမှာ model ရှိမယ်ပြီဒီမှာဆိုရင် airplane ရှိမယ်ပေါ့နော်အဲ့တော့ airplane models ကလည်း airplane ကိုကျွန်တော်တို့ဒီမလုပ်ခင်မှာသူ့ရဲ့ပထမဦးဆုံးစခဲ့တာတော့သူ့ရဲ့ model ပေါ့နော်ဘယ်လိုမျိုးကျွန်တော်တို့တိဆောက်မလဲဘာတွေရှိရမယ်သူ့ရဲ့ internet pass တွေမထည့်ခင်မှာဘာတွေကျွန်တော်တို့ရှိရမလဲဆိုသူစပြီးတော့သူက model နဲ့ထုတ်ခဲ့တယ်ဒါပေမဲ့အခုနောက်ပိုင်းမှာကျတော့သူတို့စပြီးတော့ထုတ်ခဲ့တဲ့ဒီ model ထပ်ပို့ပြီးတော့ကောင်းတဲ့jet တွေเนาะပြီးတော့နောက်တခြားသောကျွန်တော်တို့ဒီသွားလို့ရတဲ့ဒီအတန်ထက်တောင်မြန်တဲ့လေရင်ပြန်နေပေါ့နော်အခုနောက်ပိုင်းမှာပေါ်လာတယ်ပေါ့နော်ဒါတွေအကုန်လုံးကလည်းတစ်ခုသူက base ခံပြီးတော့ပဲဖြစ်ခဲ့တာပေါ့နော်အဲ့တော့
နောက်တစ်ခုကတော့ weather models နဲ့ပတ်သက်ပြီးတော့ပေါ့နော်အဲ့တော့weather models တွေကျွန်တော်ဆက်အဆုံးအချိန်မှာတော့ဘယ်အပိုင်းတွေဘယ်လိုတွေရှိတယ်ဆိုပြီးသူကစပြီးတော့လုပ်ခဲ့တယ်ဒါပေမဲ့နောက်ပိုင်းမှာကျတော့ဗျာအခုကျွန်တော်တို့ဆိုရင် free resource အနေနဲ့တော့ကျွန်တော်တို့သွားပြီးတော့ကြည့်လို့ရတဲ့ဟာတွေအများကြီးရှိတယ်ပေါ့နော်ကိုယ့်ရဲ့ဒီ weather ကဘယ်လိုမျိုးရှိလဲပါလဲအဲ့တော့ဒီဟာတွေအကုန်လုံးကပါလဲဆိုရင်ကိုယ့်ရဲ့ဒီ model တစ်ခုပဲပေါ့နော်စံပြတစ်ခုအနေနဲ့ပဲဟိုစခဲ့တဲ့အပိုင်းကြီးဖြစ်တယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့က network မှာလည်းအဲ့ဒီအတိုင်းပဲဘာရှိလဲဆိုတော့ network model ဆိုပြီးတော့ရှိတယ်ပေါ့နော်အဲ့တော့ဒီ network model ဆိုတာဘာလဲဆိုတော့ OSI 7 layer ပဲအဲ့တော့ဒီ OSI 7 layer ကိုကျွန်တော်တို့အနေနဲ့တည်ဖို့လိုအပ်တယ်ပေါ့နော်အဲ့တော့ OSI 7 layer ကတော့ကျွန်တော်တို့အခုလက်ရှိမှာမသုံးမိမယ် OSI 7 layer အတွင်းမှာဘာတွေပါလဲဘယ် layer ပိုင်း layer ဘာတွေလုပ်လဲဘယ်လိုလုပ်လဲဆိုတဲ့ဟာကိုကျွန်တော်တို့တည်ဖို့တော့လိုအပ်တယ်ပေါ့နော်အဲ့တော့ OSI 7 layer အခုမသုံးဘူးဆိုတော့ဘာသုံးလဲဆရာလို့ကျွန်တော်တို့မေးရမယ်ဆိုရင်တော့ TCP/IP model ကိုကျွန်တော်တို့အခုလက်ရှိမှာအသုံးပြုရပေါ့နော်အဲ့တော့ TCP/IP model ကိုမလေ့လာခင်မှာ OSI 7 layer သိရင် TCP/IP model လေ့လာရတာအရန်လွယ်တယ်ပေါ့နော်အဲ့တော့ဒီဗီဒီယိုမှာတော့ဒီလောက်ပါပဲပေါ့နော်အဲ့တော့နောက်ဗီဒီယိုမှာကျွန်တော် OSI 7 layer နဲ့ပတ်သက်ပြီးတော့သူ့ရဲ့ history ရဲ့သူဘယ်အပိုင်းတွေပါလဲသူ့ကိုကျွန်တော်တို့အလွယ်မှတ်လို့ရတဲ့အပိုင်းတွေကိုကျွန်တော်ရှင်းပြပေးမှာဖြစ်ပါတယ်အဲ့တော့နောက်ဗီဒီယိုမှာဆက်လက်တွေ့ကြပါမယ်အဲ့တော့ကျွန်တော်ဒီဗီဒီယိုလေးကိုကြိုက်တယ်ဆိုရင် like and subscribe လေးလုပ်ပေးဖို့မေတ္တာရပ်ခံပါတယ်ပေါ့နော်အဲ့တော့အားလုံးကိုကျေးဇူးတင်ပါတယ်